တော့ GIU ရဲ့ Trio program လေးပဲဖြစ်ပါတယ်။သူက grammar, vocabulary နဲ့ phrasal verb 3မျိုးလုံးကိုတနေရာထဲမှာလေ့လာလို့ရတယ်။အဲ့တော့အင်္ဂလိပ်စာ 4 skill အတွက်တင်တန်းနေရတော့ခွဲတက်စရာလုံးဝမလိုတော့ပါဘူး။ website learning ဆိုတော့စာတကယ်တက်ပါမလားလို့စိတ်ပူနေရဆိုရင်တော့လုံးဝမပူပါနဲ့။ဘာလို့လဲဆိုတော့University မတက်ခင်အားနေတဲ့အချိန်လေးမှာဘာလို့ရမလဲလို့မေးလာရဲဆိုရင်တော့ language တစ်ခုလေ့လာဖို့ကိုပဲအရင်ဆုံးတိုက်တွန်းချင်ပါတယ်။လေ့လာစီက language တွေအများကြီးတည်းကမှကိုကအင်္ဂလိပ်စာလေ့လာချင်တယ်ဆိုရင်တော့လေ့လာလို့ရတဲ့ website လေးကိုပြောပြပေးချင်ပါတယ်။အဲ့ဒါတော့ GIU ရဲ့ Trio program လေးပဲဖြစ်ပါတယ်။သူက grammar, vocabulary နဲ့ phrasal verb 3မျိုးလုံးကိုတနေရာထဲမှာလေ့လာလို့ရတယ်။အဲ့တော့အင်္ဂလိပ်စာ 4 skill အတွက်တင်တန်းနေရတော့ခွဲတက်စရာလုံးဝမလိုတော့ပါဘူး။ website learning ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအားတဲ့အချိန်ကိုအဆင်ပြေတဲ့နေရာမှာလွယ်လွယ်ကူကူလေ့လာလို့ရတာပဲဖြစ်ပါတယ်။ပြီးတော့တစ်ခါငွေတွင်းပြရနဲ့တက်လုံးလေ့လာလို့ရမှာနော်။ website learning ဆိုတော့စာတကယ်တက်ပါမလားလို့စိတ်ပူနေရဆိုရင်တော့လုံးဝမပူပါနဲ့။ဘာလို့လဲဆိုတော့စာတွေက Cambridge ရဲ့ General English စာအုပ်ကိုယူပြီးတော့ထုတ်ထားတာမို့လို့ unit တွေအများကြီးနဲ့တိတိယောက်ယောက်ဖြစ်မှာအသေးကြပါပဲ။ဒါဆိုရင် GIU Trio program ကစာလေ့လာရတာပြင်းမှုကောင်းလားဆိုရင်တော့လုံးဝပြင်းမှုမကောင်းပါဘူး။ unit တစ်ခုချင်းစီတိုင်းကဗီဒီယိုတွေကြည့်တယ် practice လုပ်တယ် quiz တွေဖြေရင်းနဲ့ပဲလေ့လာရတာပဲဖြစ်ပါတယ်။ဒါဆိုရင် University မတက်ခင်အင်္ဂလိပ်စာကို GIU Trio program နဲ့လေ့လာဖို့တိုက်တွန်းလိုက်ချင်ပါတယ်။ Bye bye